နိုင်ငံရေးမပါဘူးเนาะကျွန်တော်ပြောတာလူသားဆန်မှုနဲ့ပဲစဉ်းစားပါနိုင်ငံရေးမပါဘူးဒေသတစ်ခုတည်းမှာပဲလူတက်သမနှစ်သန်းဟာဒီနေ့ကမ္ဘာသတင်းတွေကြိုက်တဲ့သတင်းကိုဖွင့်လိုက်အဲ့ဒီဂါဇာမှာလူတွေဘလို့တိုးဝှေ့နေပြီးတော့အစားအသောက်တွေလူရွက်ယူနေပြီးတော့ကိုလိုအားလုံးပဲမင်္ဂလာပါ TN Channel မှာကြိုဆိုလိုက်ပါတယ်ဆက်သွားမယ်ဆိုပြီးတော့ဆုံးဖြတ်ပေးလိုက်တာဖြစ်တဲ့အတွက်အမေရိကန်အစိုးရကတက်တာသွားပြီးတော့အကွန်တုတ်တွေဆက်ပြီးကောင်းနေသေးပဲ10 ရာခိုင်နှုန်းပေါ့နော်တော့အောက်တရားရုံးကဒီကုန်သွယ်ရေးအခွန်ကောက်တာဥပဒေကြောင်းနဲ့မညီဘူးအမိန့်ချတယ်အဲ့ဒါကိုအစိုးရကအယူခံတရားရုံးကိုတင်တယ်အယူခံတရားရုံးကအောက်တရားရုံးရဲ့အမိန့်ကိုယာယီခဏရပ်ထားပြီးတော့သူတို့အယူခံတရားရုံးမှာအမှုကိုဆွေးနွေးနေတဲ့ဒီပေါ့အမှုကိုသွားနေတဲ့ကာလမှာငကိုအတိုင်းပဲအစိုးရကအခွန်တုတ်တွေဆက်ကောက်ထားပဲဆိုပြီးတော့အမိန့်ချပေးလိုက်ပါတယ်အဲ့တော့ယာယီပေါ့အဲ့တော့အစိုးရကဆက်ပြီးတော့အခွန်တုတ်တွေဆက်ကောက်လို့ရတာပေါ့ဒီမှာအယူခံတရားရုံးကနှစ်ဖက်ကြားနာမှုတွေနဲ့ယုံကြည်နေဆက်သွားမှာပေါ့ပြီးရင်နောက်ပြီးတော့ high court ဆိုတဲ့တရားရုံးချုပ်ကြံပါသေးတယ်ပြီးတော့ဒီ Harvard တက္ကသိုလ်ကိစ္စကစိတ်ဝင်စားဖို့ကောင်းတာတစ်ချက်ရှိပါတယ်အစိုးရကပြောတာကအစိုးရရဲ့ဒီရန်ပုံငွေတွေနဲ့ research တွေလုပ်ကြတယ်အဲ့တော့တခြားနိုင်ငံသားတွေကဒီ research အခွင့်အရေးတွေလာယူနေတယ်အဲ့ဒါကြောင့်သူအဲ့ဒီ research person တွေကိုသူကမပေးတော့ဘဲနဲ့ဒီတခြားနိုင်ငံတွေမှာရှိတဲ့ college တွေမှာနိုင်ငံသားတွေအတွက်အသက်မွေးကြောင်းပညာတွေကိုဖွင့်မဲ့ကျောင်းတွေကိုပို့ပြီးတော့ဦးစားပေးပြီးဒီငွေတွေကိုအစိုးရချပေးမယ်တက္ကသိုလ်တွေကိုပေးတဲ့ပတ်စံတွေကတက္ကသိုလ်တွေကတခြားနိုင်ငံသားတွေကိုပဲ global university global ဆိုပြီးတော့ခံစားရတယ်ဆိုတော့အငင်းပွားချက်ပါတက္ကသိုလ်တွေဘက်ကတော့ဒါဟာဒီလူသက်တွေနဲ့ကဲနိုင်တဲ့သူတေသနာစေပညာဆိုင်ရာသူတေသနာပြုမှုတွေဖြစ်တယ်သူတို့တက္ကသိုလ်ကကမ္ဘာလုံးဆိုင်ရာတက္ကသိုလ်ဖြစ်တာဖြစ်တဲ့အတွက်ခွဲခြားဆက်ဆံမှုမရှိဘဲတကမ္ဘာလုံးကကျောင်းသားများကိုတန်းတူအခွင့်အရေးပေးတယ်ဆိုပြီးတော့အငင်းပွားချက်ပေါ်တာပါဟုတ်ပါမှဒီအမေတို့အဲ့တော့အဲ့ဒါနဲ့နောက်ဆုံးကြနှုတ်ထွက်ခြင်းကြာရှုံးခြင်းစပါပြီနောက်ဆုံးကြတော့အစိုးရကအဲ့လိုညင်းတော့တက္ကသိုလ်ကအဲ့လိုပြန်ညင်းတော့အစိုးရကဒါဆိုโอเคတရုတ်နိုင်ငံသားကျောင်းသား9000ကိုဗီဇာပိတ်မယ်အဲ့ဒီ9000ကကွန်မြူနစ်ပါတီနဲ့ပတ်သက်တဲ့လူပြီးတော့တရုတ်နိုင်ငံသားဖြစ်ပြီးတော့အမေရိကန်နိုင်ငံမှာသိပ္ပံပညာအင်ဂျင်နီယာပညာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ပညာရပ်တွေလာပြီးလေ့လာတဲ့ကျောင်းသားတွေကို9000ကိုဗီဇာပိတ်မယ်ဆိုပြီးအစိုးရကပြန်လဲတုတ်ပြန်ပါတယ်အဲ့ဒါကိုတက္ကသိုလ်ဘက်ကဒါတွေကမှမျှတပါဘူးဒါလူတိုင်းကျောင်းသားတွေပညာသင်ကြားခွင့်ရှိပါတယ်ဆိုပြီးတော့ပြန်လဲအငင်းပွားတယ်မနေ့ကတော့ Harvard တက္ကသိုလ်မှာဖြစ်တဲ့ပွဲနေသင်ခန်းနာမှာ Harvard တက္ကသိုလ်အကြီးအကဲကတော့သူတို့တက္ကသိုလ်ကကမ္ဘာလုံးဆိုင်ရာတက္ကသိုလ်ဖြစ်တဲ့ကျောင်းသားများအလုံးအခွင့်အရေးကိုကာကွယ်ပေးမယ်လို့ပြောတယ်အစိုးရကကြတော့ဒါဒီအမေရိကန်နိုင်ငံမှာရှိတဲ့တက္ကသိုလ်အမေရိကန်နိုင်ငံသားတွေဦးစားပေးရမယ်ဆိုပြီးတော့ပြောတယ်တစ်ဖက်ကအငင်းပွားတာကဒါလွတ်လပ်တဲ့ပညာရေးစနစ်သွားတာကိုရပ်တည်တာကိုအစိုးရနှောက်ယှက်တယ်ပြောတယ်အစိုးရဘက်ကအငင်းပွားတာကအမေရိကန်ရဲ့နည်းပညာတွေကိုလာရောက်ခိုးယူတယ်ပေါ့ဗျာအဲ့ဒါမျိုးကိုသူကပြောခြင်းတယ်အဲ့တော့ကမ္ဘာလုံးဆိုင်ရာစဉ်းစားမှုကနေကိုယ့်ရဲ့နည်းပညာတွေသူ့ကိုမပေးဘူးဆိုတဲ့စဉ်းစားပုံကနေစဉ်းစားပုံရှိတယ်ဒါပေမဲ့တက္ကသိုလ်ဘက်ကတော့ငါတို့ဒီလူသားအလုံးနဲ့ဆိုင်တယ်လို့ပြောတယ်အဲ့တော့ဒီအငင်းပွားချက်တွေအလုံးဟာနှစ်ဖက်ရှိနေပါတယ်အစိုးရကတက္ကသိုလ်တွေကိုပေးမဲ့နိုင်ငံတော်ရဲ့63ဘီလီယံ30ကျော်ပတ်စံကိုတက္ကသိုလ်တွေကိုမပေးတော့ပဲဒီ local ပေါ့နော်ကိုယ့်ရဲ့မြို့နယ်တွေပြည်နယ်တွေမှာရှိတဲ့ဒီ community college တွေကိုအဲ့ဒီပတ်စံတွေကိုပေးလိုက်ပြီးတော့ကိုယ်နိုင်ငံသားတွေကိုတမူရန်ကျောင်းပညာတွေသင်ကြားပေးတာကပို့ပြီးအဓိပ္ပာယ်ရှိတော့ပြီးအစိုးရဘက်ကအငင်းပွားတယ်တက္ကသိုလ်ဘက်ကကြတော့လွတ်လပ်တဲ့ပညာရေးရည်တည်ချက်ကိုအစိုးရကနှောက်ယှက်တာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံမှာနည်းပညာတွေဖွံ့ဖြိုးတာနောက်ကျမယ်ပါညာပြောတယ်အစိုးရကဘက်ကကြတော့အမေရိကန်နည်းပညာတွေဘာမှနောက်ကျစရာမရှိဘူးတက္ကသိုလ်တွေကအမေရိကန်နိုင်ငံသားတွေကိုပဲ train လုပ်ရင်အမေရိကန်နည်းပညာအရှေ့ရောက်နေပါပဲတက္ကသိုလ်ဘက်ကပြန်ပြောတယ်ကမ္ဘာလုံးမှာရှိတဲ့တော်တဲ့ကျောင်းသားတွေငါတို့ခေါ်ပြီးအသုံးချနေတာအစိုးရကပြောတာကငါတို့နိုင်ငံကတော်တဲ့ကျောင်းသားတွေကိုမျိုးအသုံးချရင်ရပြီပေါ့အဲ့ဒါမျိုးစဉ်းစားပုံချင်းမတူတာ
ပြောချင်တာကအရေးကြီးဆုံးတစ်ချက်ကအဲ့ဒီတက္ကသိုလ်ကဆရာမတွေကအဲ့ဒီတက္ကသိုလ်ပညာရေးကဒီမိုကရက်တစ်ပါတီရဲ့ဒီလက်ဝဲဆန်တဲ့အတွေးအခေါ်တွေအလုံးတန်းတူညီများအတွေးအခေါ်တွေကိုသွားတာ Republican ဘက်ကတော့အစိုးရဘက်ကစဉ်းစားတာကငါတို့နိုင်ငံသားအခွင့်အရေးက American First ကဦးစားပေးတာအဲ့တော့အဲ့ဒီမျိုးစဉ်းစားပုံချင်းနှစ်ခုမတူတဲ့ပြဿနာပါအဲ့တော့တက္ကသိုလ်တွေကနိုင်ငံတော်ကပေးလာတဲ့လူတိုင်းတန်းတူအခွင့်အရေးဆိုတာယူအခွင့်အရေးယူပြီးတကမ္ဘာလုံးចောင်းသားတွေကိုခေါ်ပြီးတော့တရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်နိုင်ငံကို train လုပ်နေတဲ့ပုံစံဆိုဆွဲတာပြီးတော့တကမ္ဘာလုံးကနေပြီးတော့ရောက်ရှိလာတဲ့လူတွေကတက္ကသိုလ်ပညာရေးမှာအေးဆေးစာမသိမဲ့တက္ကသိုလ်ကျောင်းတွေကိုစာနာပြပွဲတွေနဲ့သူတို့တိမ့်ပိုက်ပြီးတော့လ20ကြာတိမ့်ပိုက်ပြီးတော့တခြားသူရဲ့ပညာရေးအခွင့်အရေးအထူးသဖြင့်ဟာမတ်စ်အတွက်လာပြီးလုပ်ပေးတယ်ဆိုတဲ့ဆွဆွဲချက်ပေါ့အဲ့ဒီဥဆောင်လုပ်တဲ့လူတွေကလည်းနိုင်ငံသားကျောင်းသားတွေပေါ့အဲ့ဒါမျိုးဆွဆွဲချက်ပေါ့အဲ့တော့ဒီအကြောင်းအရာတွေအားလုံးဒီနှစ်ဖက်အငင်းပွားချက်ပါနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကအငင်းပွားချက်တစ်ခုဒါပေမဲ့အရင်ပွားချက်ပဲပြောမလားကဘာကြီးမှာဖြစ်ပျက်နေတာပဲပြောမလားပေါ့နော်ဒါကကျွန်တော်တို့လူသားဆန်စွာနဲ့စဉ်းစားကြည့်ကြရအောင်ဒီအကြောင်းအရာက very sensitive issue ပဲဒါပေမဲ့ကျွန်တော်အနေနဲ့မထောက်ပြဘဲနဲ့မနေနိုင်ဘူးအဲ့တော့ကျွန်တော်ထောက်ပြခြင်းတယ် very sensitive issue ပါဒါပေမဲ့လူသားဆန်စွာနဲ့ကဘာလုံးဆိုင်ရာဖြစ်ရတဲ့ခုကိုကျွန်တော်ထောက်ပြခြင်းတယ်ထောက်ပြမှာ very sensitive issue ပါပြီးမှကျွန်တော်တို့ရဲ့ဒီနိုးထားခြင်းနဲ့ပျက်စီးခြင်းကိုဆက်သွားမယ်ကမ္ဘာပေါ်မှာကုလသမဂ္ဂကဒီနေ့ပဲသတင်းထုတ်ပြန်တယ်ဂါဇာမှာရှိတဲ့ဂါဇန်ပေါ့နော်ဂါဇန်လူမျိုးပေါ့ပါလက်စတိုင်းလူမျိုးတသန်းကျော်တသန်းနီးပါးပါအငတ်ပေးနေရင်ဆိုင်နေရပြီအဲ့တော့အနောက်တိုင်းမီဒီယာတွေမှာလည်းလူအုပ်ကြီးကအစားအသောက်တွေကိုလူနေတာတော့ရှောက်ပြတယ်အဲ့တော့အဲ့ဒါကအဲ့ဒီဒေသထဲမှာဖြစ်နေတာပေါ့တပြိုင်နက်တည်းပြောင်းပြန်တဲ့နေရာမှာတော့ဖြစ်နေတာကိုအံ့ဩဖွယ်ဟာတိုက်ဆိုင်တွေးရတာပေါ့ဒါပေမဲ့အဲ့ဒါကိုထောက်ပြဖို့က very very sensitive ပါဒါပေမဲ့ကျွန်တော်ကလည်းမထောက်ပြပဲမနေချင်ဘူးမြင်နေတာကိုခေါင်းထဲမှာလည်းပေါ်လာတဲ့အတွေးလေးပေါ့ဂါဇာနဲ့တိတ်မွေးတဲ့ဆော်ဒီအာရေဗျနိုင်ငံမကာမြို့မှာကြတော့အဲ့ဒီဂါဇာလူဦးရေနေပါပဲ1.2 သန်းရှိတဲ့လူတွေကအစာရည်စားတွေပေါ်များပြီးတယောက်ကိုဒေါ်လာ1000လောက်ပတ်စံအကုန်ကြခံပြီးဖျားဘူးလုပ်နေကြတယ်သူဒေသထဲမှာရှိတဲ့နောက်တနေရာမှာကြတော့လူ1.2 သန်းကစားဖို့အတွက်မရှိလို့ပြေးလွှာလူရက်ယူငင်ဒုက္ခရောက်နေတယ်အဲ့ဒီဒေသရဲ့တိတ်မဝေးတဲ့ဒေသဆော်ဒီအာရေဗျနိုင်ငံမကာမြို့မှာကြတော့တကမ္ဘာလုံးကချမ်းသာတဲ့ဒေါ်လာ1000အနည်းဆုံးဖြုံးနိုင်တယ်ပြီးတော့လေရောက်လာရင်လေဟိုတယ်ကြီးတွေမှာတဲပတ်စံတွေသုံးနေဖြုံးနေကြတယ်လူ1.2 သန်းကဖျားဘူးလုပ်နေကြတယ်အဲ့ဒီနှစ်ခုရဲ့ကြပြိုင်နဲ့ဖြစ်နေတဲ့ကိစ္စကိုကြည့်ပြီးဒီနေ့ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်တယ်အဲ့ဒီ1.2 သန်းသုံးလိုက်တဲ့တယောက်ကိုဒေါ်လာ1000ဆိုရင်ဘယ်လောက်ရှိမှတင်လဲ1 trillion လောက်ရှိမယ်နော်။အမှ10 billion လောက်ရှိမှတင်တယ်။တန်1000လေတန်1000က1 billion လေတန်1000ဆိုတော့10 billion လောက်ရှိတယ်10 billion လောက်ပတ်စံကို1.2 သန်းမနေ့ကသာဆော်ဒီနိုင်ငံစင်ရဖျားဘူးက1.2 သန်း
တစ်သက်မှ3တန်းရောက်နေပြီအကုန်တတိတွေကြီးပဲပြောချင်တာစင်ရသားတယောက်မှမပါဘူးပတ်စံမရှိပဲသွားလို့မှမရတာဒါနောက်တနေရာမှာကြတော့တစ်သက်မှ2တန်းသောလူတွေကပြေးလွှားပြီးတော့အစားအသောက်တွေငတ်နေပြီတဲ့အစားဝေတဲ့နေရာမှာတိုးဝေလူနေပြီးတော့ဒီလမ်းမကြီးပေါ်မှာလူတန်းကြီးတစ်ခုဖြစ်နေတယ်အဘာဝတရားကြီးကလှောင်ပြောင်တာလားဖြစ်ပြနေတာတော့မသိအလွန်အတန်တိုက်ဆိုင်စွာနဲ့ဖြစ်နေတယ်အထူးသဖြင့်ဒီနေ့ပေါ့ဒီနေ့တောက်ကြနေဖြစ်တဲ့တော့ဒါလေးကိုကျွန်တော်ကထောက်ပြခြင်းပါတယ်သမဂ္ဂကိုအသတိပေးနေရပြီတရားရန်ကတော့ငှက်ပြီး female ဖြစ်နေပြီအစားတော့မရှိတော့ဘယ်သူကပိတ်မပိတ်ဗျာလက်ရှိနေတာအေးကနေမိုင်း1000လောက်ဝင်မယ်2000 3000ဝင်မယ်တိတ်မဝေးပါဘူးအေးဒေသအတွင်းမှာရှိတယ်ဆော်ဒီအာရေဗျမက္ကာမှာကြတော့တကဘာလုံးကချမ်းသာတဲ့ဒေါ်လာ1000အနည်းဆုံးသုံးနိုင်တဲ့လူတို့ဒီမဟုတ်ဒေါ်လာ9000အနည်းဆုံးသုံးနိုင်တဲ့လူတစ်သက်မှ2တန်းဒေါ်လာ9000ပဲထားပါအောင်တစ်သက်မှ2တန်းကတပြိုင်နက်တည်းလူစုပြီးတော့ပတ်စံတွေသုံးနေကြတယ်ဖြုံးနေကြတယ်ဟိုတယ်ကောင်းကြီးမှာတဲနေကြတယ်စားနေကြတယ်ဆွဲနေကြတယ်ကျန်တဲ့အကြောင်းအရာမပါဘူးနော်ဘယ်လောက်ဒီဖြစ်ပျက်နှစ်ခုကိုတပြိုင်နက်တည်းဖြစ်နေတာကိုပြချင်တာအဲ့ဒါကျွန်တော်တို့ရဲ့ကြာဆုံးခြင်းနဲ့နိုးထခြင်းနဲ့ကြာဆုံးခြင်းရဲ့အပိုင်းတစ်ပါ